အားလုံးပဲမင်္ဂလာပါလွယ်ကူလေးလာ Excel သင်ခန်းစာ Part 14ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေအဲ့တော့ဒီနေ့မှာတော့ဘာလေးလုပ်ကြမလဲဆိုလို့ရှိရင်ဒီ beginner friendly ဖြစ်တဲ့ budget tracker လေးလုပ်ကြမယ်ပေါ့နော်အဲ့တော့ budget tracker လေးကိုဒီလူတိုင်းရဲ့အိမ်မှာဆိုလို့ရှိရင်ဈေးသွားကြတယ်ပေါ့နော်ဥမာအမေတွေပဲဖြစ်ဖြစ်တော့မဟုတ်ကိုတိုင်းပဲဖြစ်ဖြစ်ဈေးသွားကြတယ်အဲ့တော့ဈေးသွားတဲ့အချိန်မှာတနေ့တာရဲ့ဈေးစရင်းတွေကိုဒီမှတ်ထားကြတယ်ပေါ့နော်အဲ့တော့ဈေးစရင်းစာအုပ်တွေမှတ်ထားကြတယ်ဒီအိမ်တွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီဈေးစရင်းလေးတွေကိုတနေ့တာအသုံးပြုတဲ့ဒီစရင်းလေးတွေပေါ့နော်အဝန်ထွက်စရင်းလေးတွေကိုကိုယ့်ရဲ့ Excel ထဲမှာမှတ်ပြီးသွားတော့ခါကြတော့ဘယ်လိုမျိုးလေးတွေ dashboard လေးတွေဘယ်လိုကြည့်မလဲပေါ့နော်ဥပမာဆိုကြပါစို့တစ်လမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအသုံးစရိတ်ကဘယ်လောက်လဲကိုယ့်ရဲ့ဝင်ငွေကဘယ်လောက်လဲအစားရှိတဲ့ပြင်အဲ့လိုမျိုးလေးတွေကြည့်ချင်တယ်ဆိုလို့ရှိရင်အဲ့တော့ကိုဘာလေးနဲ့ကြည့်လို့ရမလဲပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးလေးတွေ Excel လေးနဲ့ကြည့်လို့ရမလဲပေါ့နော်အဲ့တော့ဒီလိုအကြောင်းအရာလေးတွေကိုဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဖုန်းတွေထဲမှာလည်း application တွေအများကြီးရှိတယ်ပေါ့နော် budget tracker တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့တော့ကိုတည်ထားတယ်ပေါ့နော် Excel ရဲ့ function လေးတွေ Excel ရဲ့ feature လေးတွေကိုသုံးပြီးတော့ဘယ်လိုမျိုးလေးဒီ simple ဖြစ်တဲ့ budget tracker လေးလုံးဝ beginner friendly ဖြစ်တဲ့ budget tracker လေးကိုဘယ်လိုမျိုးစောင့်ကြမလဲဆိုတာကိုဒီနေ့လေ့လာကြည့်ကြရအောင်အဲ့တော့အရင်ဆုံးဆိုလို့ရှိရင်ဒီမှာရိုးရိုးရှင်းရှင်း dashboard လေးပေါ့နော်အဲ့တော့ dashboard လေးမှာဆိုလို့ရှိရင်ဘာတွေပါလဲဆိုတော့ဒီလအလိုက်ပေါ့နော်ဥပမာကိုကနှစ်ချီပြီးတော့ data တွေထည့်ထားတယ်ဆိုလို့ရှိရင်လည်းနှစ်အလိုက်လည်းကြည့်လို့ရမယ်သို့မဟုတ်လည်းလအလိုက်ပေါ့နော်ဒီတစ်နှစ်အတွင်းမှာဆိုလို့ရှိရင်လည်းလအလိုက်ပေါ့နော်လအလိုက်ရဲ့ဝင်ငွေထွက်ငွေစီးရင်တွေကြည့်လို့ရမယ်ပြီးသွားတယ်ဆိုလို့ရှိရင်ဘာတွေကြည့်လို့ရမလဲဆိုရင်ဒီ category အလိုက်ပေါ့နော်ကိုထည့်ထားခဲ့တဲ့အသုံးစရိတ်အလိုက်ဥပမာဝင်ငွေအလိုက်ပေါ့နော်ဥပမာကိုက salary ဝင်လာလားတခြား business တစ်ခုခုရှိသေးသလားပေါ့နော်အဲ့ passive income ဝင်သေးသလားအစရှိသဖြင့်ဒီလိုမျိုးလေးတွေကြည့်လို့ရမယ် dashboard လေးဆွဲကြမယ်ပြီးသွားတယ်ဆိုလို့ရှိရင်ကိုဒီ table လေးထဲမှာပေါ့နော်ကိုရဲ့ဒီ daily ဖြည့်စရာရှိတဲ့ table လေးထဲမှာ data လေးတွေထပ်ဖြည့်လိုက်ရုံနဲ့ခုနတုန်းက dashboard တွေကလုံးဝကို automatic ဖြစ်တဲ့ report တွေဒီ reporting အနေနဲ့ကြည့်လို့ရမယ်ပုံစံမျိုးလေးပေါ့နော်အဲ့တော့အများကြီးမပြောတော့ဘူးဒီ Excel လေးနဲ့စပြီးတော့ create လုပ်ကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့အရင်ဆုံးစရင်းလေးရှိမယ်ပေါ့နော်အဲ့တော့စရင်းလေးမှာဆိုလို့ရှိရင်ကိုရီကဘယ်လိုတွေမှတ်ကြလဲဆိုတော့ဥပမာဒီတနေ့ဆိုလို့ရှိရင်ဟိုလက်ဖက်ဝယ်တယ်ဆိုကြပါဆိုစီစဉ်လက်ဖက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘယ်ထဲမှာထည့်မလဲပေါ့နော်မအသုံးစရိတ်ထဲမှာထည့်မှာလားဒီဈေးသွားတဲ့စရင်းထဲမှာထည့်မှာလားဝင်ငွေထဲမှာထည့်မှာလားဆိုတော့ဘာတွေလုပ်ဖို့လိုလဲဆိုတော့ဒီသတ်မှတ်ချက်ကလေးထုတ်လုပ်ဖို့လိုတယ်ပေါ့နော်ဥပမာကိုသုံးလိုက်တဲ့ငွေကိုသုံးလိုက်တဲ့ငွေကဘယ်လို expand အမျိုးအစားထဲမှာပါတယ်ကိုရလိုက်တဲ့ငွေရောဘယ်လို income အမျိုးအစားထဲမှာပါတယ်လဲအစရှိသဖြင့်အဲ့လိုမျိုးလေးတွေ category လေးတွေခွဲထားခြင်းနဲ့ဆိုလို့ရှိရင်ဒီ category လေးတွေကိုကြိုပြီးတော့ခွဲထားဖို့လိုတယ်ပေါ့နော်အခုဒီ tutorial လေးမှာတော့ category အမျိုးအစားဘယ်နှမျိုးခွဲပြသွားမလဲဆိုရင်2မျိုးခွဲပြပါမယ်ဒီ category ကတော့ဒီဘလောက်ထိခွဲရမယ်ဆိုတော့တတ်မှတ်ချက်မရှိဘူးကိုအသေးစိတ်ချင်တလောက်ထပ်ပြီးတော့အစစ်စစ်ထပ်ခွဲလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ဒီတခါတည်းလေးလာလို့ရအောင် category ကို2ဆင့်ခွဲပြထားမယ်အဲ့တော့ပထမဆုံးမူရင်း category အနေနဲ့ဗာခွဲထားရလဲဆိုလို့ရှိရင်ဒီကိုကဘယ်ဥမာအသုံးစရိတ်ပေါ့နော်အဓိက main ကတော့ဗာခွဲထားလဲဆိုရင်ဝင်ငွေနဲ့အသုံးစရိတ်နဲ့ income နဲ့ expense နဲ့ခွဲထားတယ်အဲ့ဒီ income မှာမှဥပမာဘယ်လိုအမျိုးအစားလဲပေါ့နော်အဲ့ဒီ income ကincome တော့ဟုတ်တယ် main category ကတော့ income ပြီးရင်ဒီဟာကဒုတိယsubject sub category အနေနဲ့ကဘယ်လို income လဲ salary အနေနဲ့လာလား side business ကလာလားဥပမာတချို့ဆိုလို့ရှိရင်လည်း income တွေမျိုးပေါင်းအများကြီးရှိတယ်ပေါ့နော်ဥပမာ company ကလာတာလားfamily business ကလာတာလားပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဥပမာ interest တွေပေါ့နော်ဥပမာတစ်ခုခုကိုကယင်းနှိမ့်မြုပ်နှံထားလို့အဲ့ဒီဟာရဲ့ interest တွေရတာလားအစရှိတဲ့ပြင်ကိုဘယ်လိုခွဲချင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဗာလေးတွေခွဲလို့ရလဲဆိုရင် sub category လေးထပ်ခွဲလို့ရတယ်အခုဒီမှာ income အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့မူရင်း category ကတော့ income နောက်ထပ် sub category အနေနဲ့ကတော့ salary ရဲ့ side business ရဲ့ဆိုပြီးတော့နှစ်ခုခွဲထားတယ်ပေါ့နော်အဲ့တော့ဒါ data လေးကိုအရင်ကြည့်တာပေါ့နော်နောက်တစ်ခုက expand ကိုကြည့်လိုက်ရအောင် expand ဆိုလို့ရှိရင်လည်းအဲ့လိုပဲ category အမျိုးအစားအရတော့ expand အဲ့ဒီထက်မှာဘာတွေထပ်ခွဲပေးထားလဲဆိုလို့ရှိရင်ဒီ main business အနေနဲ့ main အနေနဲ့ကကြတော့ဥပမာထားလိုက်ပါတော့ကိုမှာ living expense ရှိတယ်ကိုနေထိုင်တဲ့စရိတ်ရှိတယ်အဲ့ဒီစရိတ်ကိုမှကိုကထပ်ပြီးတော့အမျိုးအစားတွေထပ်ခွဲခြင်းတယ်အိမ်ငါးကပေါ့နော်အိမ်ငါးကထပ်ခွဲခြင်းတယ်ပြီးရင်ဒီဥမာရေမီတာတို့မီးမီတာတို့ဆိုလို့ရှိရင်ဒီ electricity ထဲမှာထည့်ခြင်းတယ်ဥမာတလား monthly ဆောင်ရတဲ့ wifi တွေပါတယ်ဆိုလို့ရှိရင်ဒီ wifi မျိုးစားထဲမှာထည့်ခြင်းတယ်ဆိုတော့ဒီ sub category လေးတွေကကိုလိုရှိတဲ့လောက်ပေါ့နော်ကိုခွဲချင်တဲ့လောက်ထပ်ခွဲလို့ရတယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကိုကဒီဘက် daily transaction ဖြည့်တဲ့အခါမှာလာပြီးတော့ effect ဖြစ်မှာပေါ့နော်အဲ့တော့ဒီညာလေးမှာခွဲထားတဲ့
ဥမာထားပါတော့ food and ဒီ grocery ထားပါတော့ food and grocery ဆိုလို့ရှိရင်လည်းဥမာအပြင်နေပါတွေထွက်စားတာဆိုလို့ရှိရင်လည်းဒီထဲမှာပဲထည့်မယ်ဈေးဝယ်တာဒီအိမ်အတွက်လိုအပ်တဲ့ဈေးဝယ်တာဆိုလို့ရှိရင်လည်းဒီထဲမှာထည့်မယ်ဆိုကြပါစို့အဲ့လိုဟာမျိုးလေးဆိုလို့ရှိရင်လည်းဒီမှာ category လာပြီးတော့ခွဲလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီ category ခွဲတဲ့ပုံစံလေးကိုနားလည်မယ်လို့ထင်တယ်အဲ့တော့ကိုယ်တိုင် create လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီ data လေးကိုအရင်ဆုံး copy ကူးလိုက်မယ်ပေါ့နော်ဒါကတော့ရှိပြီးသား data ကိုပြထားတာပေါ့နော်အဲ့တော့ဒီဟာလေးကို copy ကူးလိုက်မယ်ရှိအသစ်တစ်ခုမှာcreate လုပ်ချင်လို့ပေါ့နော်ဒီမှာကိုယ့်ဘက်ကို copy ကူးလိုက်လောလောဆယ်တော့ဒီ value နဲ့ paste ချပြမယ်ပေါ့နော်အဲ့တော့ကိုထည့်တာကို data ကိုစထည့်တာပဲဖြစ်ဖြစ်ဒီမှာထည့်သွားလို့ရတယ်ကိုထပ်ခွဲချင်တာရှိသေးတယ်ပေါ့နော်ဥပမာထားပါတော့ဒီကိုကဒီ hacker and personal မှာအခုဒီမှာဆိုလို့ရှိရင် hacker and personal မှာဘယ်နှမျိုးခွဲထားတယ်လဲကြည့်ကြည့်ရအောင် hacker and personal ရှိတယ်အဲ့တော့ hacker and personal မှာဆိုလို့ရှိရင်ဒီ health insurance ဆိုလို့ရှိရင်လည်းဒီတိုက်တဲ့အောက်မှာထည့်ထားတယ်ဒီအဝတ်စားတွေဘာတွေဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီတိုက်တဲ့အောက်မှာထည့်ထားတယ် skin care ဆိုလို့ရှိရင်လည်းဒီတိုက်တဲ့အောက်မှာထည့်ထားတယ်ပေါ့နော်ဆိုကြပါစို့နောက်တစ်ခုကထားလိုက်ပါတော့ကိုကတစ်ခုခုထပ်ထည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာလာထည့်ပေါ့နော်ဥပမာ hair and personal အောက်မှာဗာထည့်မလဲကိုတင်နန်းတက်တာတွေဘာတွေပေါ့နော် personal development ထားလိုက်ပါတော့သဘောကpersonal development personal development အတွက်ဥမာသင်တန်းကြီးတွေဘာကြီးတွေပေါ့နော်အဲ့တော့သင်တန်းကြီးတွေဆိုလို့ရှိရင်လည်းဒီတိုက်တဲ့အောက်မှာထည့်ခြင်းနဲ့ဘာအမျိုးအစားအနေနဲ့လဲဆိုရင် expert အမျိုးအစားအနေနဲ့ထည့်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးကိုယ့်ဘက်ကိုလိုချင်တဲ့ category အရာထပ်ခွဲလို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကိုကဒီမှာဒါ category လေးခွဲပြီးသွားပြီပေါ့နော်အဲ့တော့ရှိနာမည်လေးကိုပေးလိုက်မယ်အဲ့တော့ဒီနေရာမှာသုံးသွားတဲ့ function လေးอ่ะဆိုလို့ရှိရင်ဒီ tab ကလေးကို rename လုပ်တဲ့ဒီ excel ရဲ့ function လေးသုံးသွားတယ်ပေါ့နော် GORY category ဆိုပြီးတော့ဒါ rename လုပ်တာပေါ့နော် name function လေးသုံးသွားတယ်အဲ့တော့ဒီ table လေးကဒါနောက်ဆုံးကိုကအပိသက်သတ်မှတ်ပြီးသွားပြီပေါ့နော်လောလောဆယ်ယာယီအနေနဲ့အပိသက်သတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်လိုက်မလဲဆိုလို့ရှိရင် table format လေးပြောင်းလိုက်မယ်အဲ့တော့ table format လေးပြောင်းမယ်ဆိုလို့ရှိရင်ကြိုက်တယ်လို့ပြောင်းလို့ရတယ် shortcut key အနေနဲ့ဆိုလို့ရှိရင်ဘာလေးလုပ်လိုက်မလဲဆို control ရဲ့ t လေးရဲ့နှိပ်လိုက်ပေါ့နော်အဲ့တော့ control ရဲ့ t လေးရဲ့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီထည့်ထားတဲ့ data လေးကိုဘာလေးလုပ်တာလဲဆိုရင် table format လေးအနေနဲ့ပြောင်းတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ table မှာ header ရှိတယ်ဆိုလို့ရှိရင်ဒီချက်ပေါက်လေးကို on ပေးခဲ့ပြီး okay လိုက်ပေါ့ okay လုပ်လိုက်ပေါ့နော်အဲ့တော့ okay လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြစ်သွားမယ်အဲ့ဒီထဲမှာဒီဘက်ချမ်းမှာဘာလုပ်လို့ရလဲဆိုရင်ကိုကြိုက်တဲ့ format လေးရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကဘယ်လိုဟာမျိုးလေးထားခြင်းလဲပေါ့နော်ဥပမာအစိမ်းရောင်လေးထားခြင်းလားအပြာရောင်လေးထားခြင်းလားကိုအဆင်ပြေသလိုကြိုက်သလိုထားလို့ရတယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ format နဲ့ထည့်လို့ရတယ်ဥပမာထားပါတော့ကိုကအပြာရောင်လေးထားလိုက်မယ်ပေါ့နော်သဘောအဖြစ်ဒါဆိုလို့ရှိရင်ဒီ table လေးမှာဒီမှာသတိထားမိလားမသိဘူးဒီနားလေးမှာဝင်သွားပြီပေါ့နော်အဲ့တော့ဘာကြောင့်မလို့ဒီ table format အနေနဲ့ပြောင်းခဲ့ရတယ်လဲဆိုလို့ရှိရင်ကိုကတကယ်တော့ဒီနောက်ပိုင်းမှာပေါ့နော် category တွေခုလောလောဆယ်ယာယီအနေနဲ့ကတော့အဆင်ပြေသွားပြီဒါပေမဲ့နောက်ပိုင်းမှာ category တွေထပ်ခွဲနိုင်ခြေရှိသေးတယ်ဆိုလို့ရှိရင်ဒီအောက်မှာတန်းထည့်လိုက်ရုံနဲ့သူ့ဘက်သူ auto တခြားနေရာတွေမှာ update ဖြစ်သွားအောင်လို့ပေါ့နော်အဲ့တော့ဒီဟာလေးကို table format လေးအနေနဲ့ပြောင်းခဲ့တာအဲ့တော့ဒီနောက်ပိုင်းဒီ dashboard တွေပါစောက်ပြီးသွားလို့ရှိရင်လည်း data အသစ်ပြန်ထည့်ပြမယ်ပေါ့နော်ခုလောလောဆယ်ကတော့လောလောဆယ်ဒီ data လေးနဲ့ပဲထားခဲ့လိုက်မယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင် income ရော expense ရောရှိသွားပြီပေါ့နော်အဲ့တော့ဒါ category အနေနဲ့လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ category လုပ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုကိုယ့်ရဲ့ဒီ daily စရင်းတွေဖြစ်မှာပေါ့နော်အဲ့တော့ဒီ sheet လေးကိုကြတော့ daily ဒီ log လို့ပေးလိုက်မယ်ပေါ့နော်အဲ့တော့ကိုနာမည်ပေးတာကြိုက်တာပေးလို့ရတယ်အဲ့တော့ daily log လို့ပေးလိုက်မယ်အဲ့တော့ daily log မှာဆိုလို့ရှိရင်လည်းအဲ့တော့ကိုကဘယ်လိုပုံစံမျိုးလေးနဲ့ထားခြင်းလဲဆိုလို့ရှိရင်လောလောဆယ်တော့ဘယ်လိုဟာမျိုးလေးထားပေးထားလဲဆိုရင် date ပါမယ်အဲ့ date ကကြတော့ဘယ်အတွက်လဲဆိုလို့ရှိရင်ဒီ dashboard မှာပြန်ပြီးတော့ကိုကဒီလအလိုက်တို့နှစ်အလိုက်တို့အဲ့လိုမျိုးကြည့်ချင်တာဖြစ်တဲ့အတွက် date ဆိုတဲ့ဟာလေးတစ်ခုပါရမယ်ပြီးသွားတယ်ဆိုလို့ရှိရင် description ပါရမယ်ပေါ့နော်အဲ့ပြီးသွားတယ်ဆိုလို့ရှိရင်ဒီကိုသုံးတဲ့ amount တွေဒီဝင်ငွေတွေပေါ့နော်အဲ့လောလောဆယ်ဟိုဟာလေး copy လေးကူပြလိုက်မယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုး title လေးရှိလဲဆိုတာအဲ့ဒီမှာဆိုလို့ရှိရင်ဘာပါလဲဆို accounting term တွေပါတယ်တိတ်နားမလည်ရင်လည်းရတယ်ကိစ္စမရှိဘူးကိုဒါ span ဆိုတာကိုထွက်ငွေ income ဆိုတာဝင်ငွေပေါ့နော်အဲ့တော့ပြီးသွားလို့ရှိရင်အစင်လိုက်ပေါ့နော်အဲ့တော့ကိုရဲ့ law မှာဘယ် category အလိုက်ထည့်မှာလဲဆိုတဲ့ဟာမျိုးလေးတွေလုပ်ပြမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အရင်ဆုံးနမူနာစာကြောင်းတစ်ခုထည့်ကြည့်ရအောင်ထားလိုက်ပါတော့ဒါကိုကဒီလိုမျိုးလေးထည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ format လေးကူလိုက်မယ်အဲ့တော့ဒီ date ကလေးကတော့ဒီ format လေးတွေ
ဟိုဖြစ်အောင်ထည့်ပြီးပေါ့နော်ဥပမာကိုကလအရှိရလာတယ်ရက်ကနောက်ကလာတယ်ဟိုနှစ်ကနောက်ဆုံးကနေပြီးလေးလုံးတွဲလာတယ်ပေါ့နော်ဥပမာကိုရဲ့ကွန်ပျူတာမှာရောဘယ်လို format နဲ့လုပ်ထားရလဲပေါ့နော်အဲ့ format တိုင်းထည့်မယ်ဆိုလဲထည့်လို့ရတယ်အတိကဘာလို့ဖို့ဘာဝင်ဖို့လဲဆိုလို့ရှိရင်ဒီ date format ဝင်ဖို့ပဲပေါ့နော်အဲ့တော့ကိုထည့်လိုက်တဲ့ format ကလေးက date format ဝင်အောင်ထည့်ပေးရမယ်အဲ့ဒါမှသာဒီဘက်က dashboard မှာပြန်ဆွဲတဲ့အခါကျလို့ရှိရင်ဒီ format လေးဝင်နေမှသာအဆင်ပြေလိမ့်မယ်ပေါ့နော်နှမို့ဆိုလို့ရှိရင် task အနေနဲ့ဝင်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုပထမဆုံး lot တစ်ခုထည့်လိုက်တယ်ပေါ့နော်အဲ့တော့ monthly salary ဒီ6လပိုင်းတစ်ရက်နေ့မှာဆိုလို့ရှိရင် salary ရတယ်အဲ့တော့ salary ရတာဘာအနေနဲ့ရသွားလဲဆိုရင် income အနေနဲ့8သိန်းရတယ်ဆိုကြပါစို့အဲ့ဒါဆိုလို့ရှိရင်ဒီ salary ကဒီမှာဆိုလို့ရှိရင်ဘာနဲ့ပြန်ချိန်ရမလဲဆိုရင်ကိုယ့်ရဲ့ဒီဘက်က lot ထဲမှာဒီ category ထဲမှာထည့်ထားတဲ့ဒီ lot ထဲကဒီ transaction လေးတွေကဒီဘက်က category ထဲမှာထည့်ထားတဲ့ဟာဘယ် category အောက်ကိုဝင်တာလဲဆိုတာကိုဘာလို့ဖို့လို့လဲဆိုရင်သွားပြီးတော့ချိန်ဖို့လိုတယ်ပေါ့နော်အဲ့တော့တကယ်မဟုတ်ဘူးဆိုလို့ရှိရင်ကိုကဘာလုပ်ရမလဲဆိုရင်ဒီမှာသွားပြီးတော့ copy တော်ကူးနေရမယ်ဥပမာထားပါတော့ monthly salary ဆိုလို့ရှိရင်ဒါဘယ် category အောက်ထည့်ရမှာလဲဆိုလို့ရှိရင်သိကြတယ်ဒါဘာပဲအောက်ထည့်ရမလဲဆို income အောက်ထည့်ရမှာပေါ့နော်အဲ့တော့ပြောချင်တာက monthly salary ဆိုလို့ရှိရင် set category ကဘာထည့်ရမလဲဆိုရင်ထားလိုက်ပါတော့ salary ထည့်ရမှာဒီ main category အနေနဲ့ကြတော့ဘာထည့်ရမလဲဆိုရင် income ထည့်ရမှာအဲ့တော့ INCO income ထည့်ရမှာ category တိုက်အနေနဲ့ကလည်းဘာထည့်ရမလဲဆိုရင် income အမျိုးအစားဖြစ်တယ်ဆိုပြီးတော့ကိုကဘာလာလုပ်နေရလဲဆိုရင် copy တစ်ခုချင်းစီသွားပြီးတော့ကူးနေရလိမ့်မယ်ပေါ့နော်အဲ့တော့ကိုတွေကအဲ့လိုမကူးချင်ဘူးဘာလုပ်မှလဲဆိုရင်တစ်ခါတည်း formula ချိန်မယ်အဲ့တော့ဒီနေရာမှာဒီထည့်ရမယ့်နေရာတွေမှာအကုန်လုံးဘာလုပ်မလဲဆိုလို့ရှိရင် formula ချိန်ပါမယ်အဲ့တော့ဒါ sample လေးဒီဘက်မှာကြည့်လို့ရအောင်လို့ခဏကူးပြထားမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကိုထည့်လိုက်တာနဲ့ကို manual သွားယူတဲ့ဟာနဲ့တူလားဆိုပြီးတော့ကြည့်ရအောင်ပေါ့နော်ဒါလေးကတော့ sample လေးတစ်ခဏထည့်ထားတာအဲ့တော့ဒီမှာဆိုလို့ရှိရင် set category ကိုယူမယ်ပေါ့နော်set category ယူဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာမှာဘာသုံးမလဲဆိုတော့ကိုကရွေးချင်တာလေအဲ့တော့ဒီနေရာမှာဒီအမျိုးအစားတွေတွေက salary ရွေးရမှာလားဘာရွေးရမလဲ rent ရွေးရမှာလားဆိုတဲ့ဟာတွေကိုကိုကဘာလုပ်ချင်တာလဲဆိုရွေးချင်တာအဲ့တော့ရွေးချင်တာဖြစ်တဲ့အတွက်ဘာလေးသုံးမလဲဆိုလို့ရှိရင်ဒီ data validation လေးသုံးမယ်ပေါ့နော်အဲ့တော့ data validation ကဘယ်နေရာမှာရှိလဲဆိုရင်ဒီ form တွေဘာတွေမှာတော့မြင်ပူးလိမ့်မယ်တကယ်လို့ဒီ data validation ကိုခုမှစပြီးတော့လေ့လာမဲ့သူဆိုလို့ရှိရင်အရှိမ data validation အတွက် tutorial တည်တံ့လုပ်ပေးထားတာရှိတယ်အဲ့ဒါလေးကိုအရင်သွားကြည့်လဲရတယ်ပေါ့နော်တကယ်လို့ဒီမှာအရင်ကြီးမရှင်းဘူးဆိုလို့ရှိရင်လေအဲ့တော့ဘယ်ကိုသွားမလဲဆိုရင် data ဆိုတဲ့ဟာကိုသွားမယ်ပြီးသွားလို့ရှိရင်ဒီ data 2ထဲမှာဘာရှိလဲဆို data validation ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီမှာဒီနေရာမှာ any value ဆိုတဲ့နေရာမှာဘာလေးရွေးပေးမလဲဆိုလို့ရှိရင် list ကလေးရွေးပေးမယ်အဲ့တော့ဘာလို့ list ရွေးရလဲဆိုရင်ကိုကဘယ်ထဲရလဲဘယ်ထဲကရွေးချင်တာလဲဆိုတော့ list ကလေးရှိတယ်ပေါ့နော်အဲ့ဒီ list ကလေးရှိတယ်ပြီးသွားလို့ရှိရင်စိုးနေရာမှာကြာဘာရွေးပေးမလဲဆိုလို့ရှိရင်ကိုကဒီ sub category မှာဆိုရင်ဒီအမျိုးအစားတွေကိုထည့်ချင်တာဖြစ်တဲ့အတွက်ဒီဟာလေးတွေကိုဘာလုပ်ပေးလိုက်မလဲဆိုလို့ရှိရင် copy ကူးပေးလိုက်မယ်သူကသူဒီ tab ကလေးကူးလိုက်ရုံနဲ့ရှိလေးပြောင်းလိုက်ရုံနဲ့သူကသူ auto ထည့်ပေးသွားလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် okay လို့နှိပ်လိုက်မယ် okay လို့နှိပ်လိုက်တာနဲ့သတိထားမိလားမသိဘူးညာဘက်အချက်မှာဘာလေးပေါ်လာပြီလဲဆိုလို့ရှိရင်ဒီမှာ drop down လေးနဲ့ကိုရွေးချယ်လို့ရတဲ့နေရာလေးတွေပေါ်လာပြီအဲ့တော့နောက်ပိုင်းကျလို့ရှိရင်ဒီဘက်မှာ update လုပ်တိုင်းဒီဘက်မှာလည်းဘာဖြစ်လိမ့်မလဲဆိုတော့သူကသူ auto refresh ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ကြည့်ကြည့်ရအောင်ကိုကဒါ income ဖြစ်တာဘယ်ထဲမှာထည့်ရမှာလဲဆိုလို့ရှိရင်ဘယ်မျိုးစားလဲဆိုရင်ငါလစာရတဲ့ဟာဒီဝင်ငွေရလစာရတဲ့ဝင်ငွေဆိုလို့ရှိရင်ဒီမှာရွေးပြီးတော့ salary ဆိုတာလေးဘာလုပ်လိုက်ရုံမလဲဆိုရင်ထည့်သွားလိုက်ရုံပဲအဲ့တော့ဒီမှာ salary ရပြီဆိုလို့ရှိရင် category နဲ့ဘာလုပ်ဖို့လိုလဲဆိုရင်သွားပြီးတော့ချိန်ဖို့လိုတယ်အဲ့ဒီ category ကဘာမျိုးစားလဲပေါ့နော်ဥပမာ income မျိုးစားလား expense မျိုးစားလားဆိုတာဒါတွေဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်သွားပြီးတော့ချိန်ဖို့လိုတယ်အဲ့တော့ဒီနေရာမှာထပ်ပြီးတော့ formula excel formula လေးသုံးပါမယ်အဲ့တော့ formula လေးသုံးမလဲဆိုလို့ရှိရင်xlookup ဆိုတဲ့ formula လေးသုံးမယ် xlookup ကတော့အရင်တုန်းက tutorial တည်တံ့မလုပ်ပေးထားဘူးပေါ့နော်ဒါပေမဲ့ဘာလုပ်ပေးထားတာရှိလဲဆိုလို့ရှိရင် vlookup လုပ်ပေးထားတာရှိတယ်အဲ့တော့ vlookup နဲ့သဘောတရားအတူတူပဲဒီ vlookup ရဲ့ tutorial လေးကိုမှတ်မိသေးလို့ရှိရင်တွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့နှစ်ခုမှာမတူတာကဘာလဲဆိုလို့ရှိရင် vlookup ကကြတော့ lookup value ကဒီကိုတွားပြီးလုံးမဲ့ lookup value ကဟိုဘက်က array table ရဲ့ရှေ့ဆုံးမှာရှိဖို့လိုတယ်ပေါ့နော် xlookup ကကြတော့သူကပို့ပြီးတော့လွယ်ကူတာကကိုတွားပြီးတော့လုံးမဲ့ lookup value လေးကအရှေ့ဆုံးမှာရှိအနောက်မှာရှိသူကနေရာမရွေးဘူးပေါ့နော်အဲ့တော့ကြိုက်တဲ့နေရာမှာကြိုက်တဲ့ column မှာရှိလို့ရတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အခုဒီမှာ xlookup လေးကိုလေ့လာကြည့်ရအောင်အဲ့ xlookup ဆိုတဲ့ function လေးရေးလိုက်မယ်ကိုကဘာနဲ့သွားတိုက်မှာလဲဆို lookup value လေးကဒီဘက် set category မှာရှိတဲ့ salary ဆိုတဲ့ဟာလေးနဲ့သွားတိုက်မှာဘယ် table မှာသွားတိုက်မှာလဲဘယ်ရှိမှာသွားတိုက်မှာလဲဆိုရင်ဒီဘက်အချက်က category ဆိုတဲ့ဘက်မှာသွားတိုက်မှာအဲ့ဒီ category က sub category ဖြစ်တဲ့အတွက်ဒီ column လေးကိုရွေးမယ် comma ကိုလိုချင်တာကဘာလဲဆိုရင် main category အမျိုးအစားဖြစ်တဲ့အတွက် a column လေးကိုရေးမယ်ပြီးသွားရဆိုလို့ရှိရင် comma တကယ်လို့မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်ဘာလဲဆိုတော့ဒီ
စာတစ်ခုခုထည့်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကြိုက်တာထည့်လို့ရတယ်ထားလိုက်ပါတော့ NU ကိုကဒါအစ်စ်လာခဲ့သည်ရှိတော့ပေါ့နော်အဲ့တော့ NU category ပေါ့ CATE GOR ပါ category ဆိုရယ်စာသားလေးပေါ်ခြင်းတယ်ဆိုပြီးတော့ခွင့်လေးပိတ်လိုက်ပြီး enter လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ salary အမျိုးအစားဖြစ်တဲ့အတွက်သူ့ဘာသူ auto ရွေးပေးသွားတယ်ဘာလို့ရွေးပေးသွားလဲဆိုရင်ဒီဘက်အချမ်းက income ဆိုပြီးတော့ရွေးပေးသွားတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင် category type အတွက်လည်းထိုနည်းအတူပဲ equal to x lookup လေးကိုသုံးလိုက်မယ်ဘယ်သူနဲ့တော့တိုက်မှာလဲဆိုရင်ဒီ e column မှာရှိတဲ့ salary က category type ပဲအမျိုးအစားလဲပေါ့နော်အဲ့တော့ lookup array ကဒီ sub category comma ကိုလိုချင်တဲ့ lookup column က c column comma အဲ့တော့တကယ်လို့မတွေ့ခဲ့ဘူးဆိုလို့ရှိရင်စာသားလေးက NU category type ပေါ့နော်ဆိုကြပါစို့ CATE GOR ကြိုက်တာထည့်လို့ရတယ်ဒီမှာကိုကမြင်သာအောင်ပေါ့နော် NU category type ဆိုတဲ့အမျိုးအစားလေးထည့်လိုက်မယ်အဲ့တော့ဒီမှာတော့ဒီ function အသုံးတွေကိုအရင်ကြီးအသေးစိတ်အောင်အရင်ကြီးပြောမပြတော့ဘူးတကယ်လို့တစ်ခုချင်းစီသိချင်တယ်ဆိုလို့ရှိရင်အရှိမဒီ VLOOKUP အတွက် tutorial လုပ်ပေးထားတာရှိတယ်ပြီးသွားရဆိုလို့ရှိရင် data validation အတွက် tutorial လုပ်ပေးထားတာရှိရပေါ့နော်အဲ့ဒါလေးတွေကိုသွားကြည့်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်အခုဒီမှာကိုကဒီ salary လေးကိုရွေးထည့်လိုက်တာနဲ့ income ဒီဘက်မှာလည်း income ဆိုပြီးတော့ခုနကတော့ manual ထည့်ခဲ့တဲ့ဟာနဲ့အတူတူပဲဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုကြည့်ရအောင်နောက်ထပ်တစ်ခုပေါ့နော်ထားလိုက်ပါတော့သူဒီဟိုဟာပေါ့နော်အဲ့တော့နောက်ထပ် transaction တစ်ချောင်းပေါ့နော်အဲ့တော့ date အတူတူပဲဆိုကြပါစို့အဲ့တော့ကိုကစာအုပ်ဝယ်လိုက်တယ်ပေါ့နော်အဲ့တော့စာအုပ်ပေါ့နော်အဲ့ဒီမှာစာအုပ်က1000ကုန်တယ်ပေါ့နော်ခု10ရထောင်တောင်း1000ကဒါ span ထဲမှာထည့်ရမယ်တကယ်လို့ဝင်ငွေဆိုရင်ဒီ income အောက်မှာထည့်မယ်ကိုကကုန်ငွေဆိုလို့ရှိရင်ဒီဘက်က span အောက်မှာထည့်မယ်ပေါ့နော်အဲ့ဒီမှာကိုကစာအုပ်အမျိုးအစားကဒီဟာကိုဆွဲချလိုက်လို့ရတယ်ပေါ့နော်ဥပမာကိုဘယ်လောက်ထိထည့်ချင်တာလဲပေါ့နော်ဆွဲဆိုကိုထည့်ချင်တဲ့အောက်ထိကိုဆွဲချလိုက်လို့ရတယ်ဥပမာ2ကြောင်းပဲထည့်ချင်2ကြောင်းကိုဆွဲချလိုက်ပေါ့နော်ဆွဲချလိုက်ပြီးဒီမှာပြီးတော့ဘာလုပ်လို့ရလဲဆိုပြန်ပြီးတော့ရွေးလို့ရတယ်အဲ့တော့စာအုပ်မျိုးစားကဘာအသုံးလဲပေါ့နော်အဲ့တော့ကိုဘယ်အသုံးနဲ့ထည့်ချင်တာလဲဒီမှာရှိပြီးသားရှိလားပေါ့နော်မဟုတ်ဘူးရှိဒီထဲရမသုံးချင်ဘူးထပ်ဖြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဟိုဘက်က category ဒီဘက်မှာသွားပြီးတော့ဖြည့်ပေါ့နော်အဲ့တော့လောလောဆယ်တော့ရှိပြီးသားတွေကပဲရွေးလိုက်မယ်ပေါ့နော်အဲ့တော့ဟိုဘယ်ထည့်ရွေးမလဲပေါ့နော်အဆင်ပြေတဲ့ဟာတစ်ခုခုတည်းရွေးလိုက်မယ်ပေါ့နော်ဆိုကြပါစို့personal development အတွက်ရွေးလိုက်မယ်ပေါ့နော်ဒါမှမဟုတ်လဲ grocery shopping လည်းရတယ်ပေါ့နော်အဲ့တော့ကြိုက်တဲ့ထဲရွေးလို့ရတယ်ကိုသတ်မှတ်ထားတာကိုထပ်ပြီးတော့သတ်မှတ်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းသတ်မှတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ personal development အောက်ကရွေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဟိုဘက်မှာဘာလုပ်မလဲဆိုရင် formula ကိုအောက်ထိဆွဲချလိုက်မယ်အဲ့တော့ဒါဆိုလို့ရှိရင် hacking and ဘယ်ရောက်သွားလဲဆိုတော့ personal ဆိုတဲ့ခေါင်းစဉ်အောက်က expense ဆိုပြီးတော့ဝင်သွားတယ်ပေါ့နော်အဲ့တော့သဘောကအဲ့လိုမျိုးလေးအဲ့ဒါဆိုလို့ရှိရင်ကျန်တဲ့ data လေးတွေကိုထပ်ပြီးတော့ဖြည့်ကြည့်ရအောင်ဒီဘက်က copy ကူးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာထည့်ပြီးသွားပြီအဲ့တော့ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒါတွေကလည်းရလာပြီပေါ့နော်အဲ့တော့ဒီမှာကတော့ data validation လေးက copy ကူးလာတာဖြစ်တဲ့အတွက်ဒီမှာမဝင်မဲဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကဝင်ကျင်တယ်ဆိုလို့ရှိရင်လည်းဒါလေးတွေကိုအောက်ကို copy ဆွဲချလို့ရတယ်အဲ့ဒီမှာကြာသွားမှာဆိုလို့တော့မဆွဲတော့ဘူးပေါ့နော်အဲ့တော့ဒီ formula လေးတွေလည်းအောက်ကိုဆွဲချလိုက်ပဲဒါဆိုလို့ရှိရင်သူကသူ auto ဘာဖြစ်သွားပြီလဲဆိုရင်ချိန်သွားပြီဥပမာဒီမှာဆိုရင် side business income ဆိုရင် income နဲ့ကိုဝင်လာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးပြီးသွားတယ်ဆိုလို့ရှိရင်ကိုကဒီမှာငွေတွေရှိတယ်ပေါ့နော်အဲ့ဒီငွေတွေကိုကိုက format သွင်းထားခြင်းနဲ့ဥပမာ MMK နဲ့ပြခြင်းနဲ့ဒေါ်လာနဲ့ပြခြင်းနဲ့ဥပမာသုံးလုံးတစ်ဖြတ်ကောမှာကုတ်ခြင်းနဲ့ဒသမ2နေရာထားခြင်းနဲ့အစားရှိတဲ့ဖြင့်အဲ့ဒါမျိုးလေးလုပ်ခြင်းနဲ့ဆိုလို့ရှိရင်じゃဘာလုပ်လို့ရလဲဆိုလို့ရှိရင် format သွင်းလို့ရတယ်ဥပမာထားလိုက်ပါတော့ဒါငွေကြေးပေါ့နော်ငွေကြေးဆိုရင်ကိုသွင်းခြင်းတဲ့ဟာလေးကို select မှတ်လိုက်ပြီးသွားတယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့ဒီ currency နဲ့သွင်းပေါ့နော်အဲ့တော့ဟို accounting နဲ့သွင်းကြိုက်တာသွင်းလို့ရတယ် currency မှာဆိုလို့ရှိရင်လည်းကိုက decimal မထားဘူးပေါ့နော်ပြီးရင် sample နေရာမှာလည်းကိုကမြန်မာငွေဖြစ်တဲ့အတွက်ဘာထည့်ခြင်းလဲဆိုဥပမာ MMK ထည့်တာမျိုးပဲဖြစ်ဖြစ်ကြက်ထည့်တာမျိုးပဲဖြစ်ဖြစ်ကြိုက်တာထည့်လို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးဒါဆိုလို့ရှိရင် MMK လေးနဲ့ဖြစ်သွားပြီအဲ့တော့ဒါလေးကိုလည်းပဲကိုကနောက်ထပ်ပြီးတော့ transaction တွေထပ်ထည့်တယ်ဆိုလို့ရှိရင်ဒီသက်ဆိုင်ရာဒီ dashboard တွေသက်ဆိုင်ရာဒီ reporting တွေမှာauto update ဖြစ်အောင်လို့ဗာလေးလုပ်လိုက်မလဲဆိုလို့ရှိရင် control D လေးနဲ့ table format လေးဘာလုပ်ခဲ့လိုက်မလဲဆိုရင်ချခဲ့လိုက်မယ်အဲ့တော့ချပြီးရင်ကိုကြိုက်တဲ့ဒီtheme လေးကိုရွေးလိုက်လို့ရတယ်ပေါ့နော်ဥပမာထားပါတော့ကိုကအပြရောင်လေးကြိုက်တယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ theme လေးကိုကြိုက်တဲ့လေး format လေးရွေးခဲ့လို့ရတယ်အဲ့တော့ဆိုကြဒါဆိုလို့ရှိရင်ကို format လေးရွေးပြီးသွားပြီပေါ့နော်အဲ့တော့ရွေးပြီးသွားပြီဆိုလို့ရှိရင် category လည်းရပြီဘာလည်းရပြီလဲဆိုရင် lot လည်းရပြီအဲ့တော့ lot လည်းရပြီဆိုလို့ရှိရင်နောက်တစ်ခုကဘာလုပ်ဖို့ပဲလိုတော့လဲဆိုလို့ရှိရင်ကိုဒီတလားစာကိုဘယ်လောက်သုံးထားလဲတို့ဥပမာ category အလိုက်ဘယ်လောက်သုံးထားလဲဆိုတော့ဟာလေးတွေကိုပဲဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင် dashboard လေးဆွဲဖို့လိုတော့တယ်ပေါ့နော်အဲ့တော့